네, 아이스 카페라떼 한 잔 주세요. 기대카우마 Simple Up Language School ကနေပြီးတော့ကဖေးဆိုင်ရောက်ရင်ဘယ်လိုမျိုးပြောမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။စကားပြောလေးတွေကိုအတူတူလိုက်ပြောကြည့်ပါမယ်နော်။ 안녕하세요. 주문 도와드릴까요? 안녕하세요. 주문 도와드릴까요? မင်္ဂလာပါရှင်။အော်ဒါလေးကူညီပေးရမလား။ 네, 아이스 카페라떼 한 잔 주세요. 혹시 우유를 도유로 변경할 수 있나요? 오케이. 아이스 카페라떼 တစ်ခွက်ပေးပါ. 다네 노 빼누네 ပြောင်းပေးလို့ရမလား? 여러분, ဒီနေရာမှာ 아이스 카페라떼 한 잔 주세요 ဆိုတဲ့နေရာမှာ စကားလုံးတွေအများကြီးပြောင်းလို့ရတယ်ပေါ့နော်. 우빠마 따뜻한 바닐라 라떼 한 잔, 아이스 아메리카노 한 잔 주세요. 따뜻한 바닐라 라떼 한 잔, 아이스 아메리카노 한 잔 주세요. ဆိုပြီးတော့ပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်. ဒီအပြင်ကိုတည့်ရဲ့စကားလုံးတွေလည်းထပ်ထပ်ပြီးတော့ပြောကြည့်ပါ. ဒါမှ여러분도စကားပြောတဲ့နေရာမှာပို့ပြီးတော့တိုးတက်လာမှာပဲဖြစ်ပါတယ်. 사이즈 တခါတည်းမှာရင်းနဲ့ size ဆိုတဲ့ size အရွယ်အစားကိုတခါတည်းထပ်ပြောလိုက်လို့ရတယ်ပေါ့နော် 기분 size အဲ့လိုမျိုးပြောလို့ရသလို regular ဆိုလည်းပြောလိုက်လို့ရပါတယ်. ကိုကကြီးတဲ့ခွက်ကိုမှကျင်းနေဆိုလို့ရှိရင်တော့ 그 size betting ဆိုပြီးတော့ size ကိုတခါတည်းထပ်ပြောလိုက်လို့ရပါတယ်. နောက်တစ်장가 혹시 우유를 투유로 변경할 수 있나요? ဆိုတဲ့စာကြောင်းလေးမှာ 별로ပြောင်းလဲပြီးအသုံးပြုလို့ရမလဲဆိုလို့ရှိရင်တော့ 우유ကိုကြတော့ 일반 우유 ဆိုပြီးတော့ပြောရတော့ရှားပါတယ်နော်. အဲ့ဒီ no မှာကိုက 전지방 우유 အစီလျှော့ထားတဲ့ no အနေနဲ့ပြောင်းပြီးတော့သုံးစေချင်တာလား ခုနလိုမျိုး 두유 ဆိုတဲ့ ပဲနို့လား 다마모호 아모트 니클 နောက်တစ်မျိုးအနေနဲ့ 베니라 헤이즐넛 시럽 ဆိုပြီးတော့ဒီနေရာမှာပြောင်းလဲပြီးသုံးလို့ရတယ်ပေါ့နော်. ဒါကြောင့်မလို့စကားပြောရည်ကြည့်တဲ့အခါကျလို့ရှိရင် စာကြောင်းတစ်ကြောင်းထဲမှာစကားလုံးလေးတွေကိုပြောင်းလဲပြီးအသုံးပြုဖို့အတွက်အကြံပြုချင်ပါတယ်. 네, 아이스 카페라떼 한 잔 주세요. 혹시 우유를 도유로 변경할 수 있나요? 네, 가능합니다. 500원 추가되는데 괜찮으세요? 네, 가능합니다. 500원 추가되는데 괜찮으세요?ဟုတ်ကဲ့ ရပါတယ်ရှင်. 500လောက်ထပ်ပြီးတော့ကြားတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆင်ပြေရလားရှင်. 네, 괜찮아요? 그리고 너무 따르지 않게 시럽을 반만 넣어주세요. ဟုတ်ကဲ့ ဆင်ပြေပါတယ်. ပြီးတော့အရမ်းမချိုးဘဲနဲ့ scrap ကိုတစ်ဝက်ပဲထပ်ပေးပါ. 네, 괜찮아요? 그리고 너무 따르지 않게 시럽을 반만 넣어주세요. ဆိုတဲ့နေရာမှာ တခြားစကားလုံးလေးတွေပြောင်းလဲပြီးတော့ပြောလို့ရပါတယ်. whipped cream을 빼주세요. whipped creamကိုမထပ်ပါနဲ့. 커피 너무 세지 않게 변하게 해주세요. 아메리카노 컵바바리에 펴비바. 다음에 꽉차미 빈빈이 떡치는 누가자로 샷 하나 추가해주세요. 익스프레소 숍 딱쿡 탑비바. 아이스 에요 말을 자므로 얼음내 빠따비어 별로야바디에 얼음 많이 얼음 적게 얼음 빼고 다자므로 얼음을 적게 해주세요. 이게 숍이바. 이게 아미아지 택하이즈이즈네 솔루션에 얼음을 많이 해주세요. 이게 택하이즈이즈네 솔루션에 얼음을 빼고 해주세요. 소비요. 병내비 어떤 뷰로 야바이. 네, 알겠습니다. 둘 쉬고 가시나요? 포장해 드릴까요? ဟုတ်ကဲ့သိပါပြီရှင်. 사이마베떡도 한번 맛에 토비라야나? 먹고 갈게요. 터프로 하이도 됐나요? 꼬아တခါလေး 제부 바라에 소루션 ဒီလိုမျိုးမိလို့ရပါတယ်. အဲ့လိုမျိုးမဟုတ်ဘဲနဲ့ 먹고 갈 건데 터프로에 담아주세요. 사이마베떡마마 꼬아 တပူထဲထပ်ပေးပါလို့ပြောလိုက်လို့ရတယ်. 꼬아 တပူပါလာကို 사이마베떡မယ်ဆိုလို့ရှိရင်လေ 먹고 갈게요 ဆိုပြီးတော့တစ်ကြောင်းနဲ့ပြောလိုက်လို့ရပါတယ်. 꼬아 တပူပါလာခဲ့ဘူးဆိုလို့ရှိရင်လေ 남은 우유 테이크아웃 잔에
올겨줄 수 있나요? 어제는 저희리고 바세괴를 병태로 야말라수비어 사장내고 병내 믿음비로 야바리 디니아마 대부가 셔지 시케멜 솔루션이 네 300건 할인해 드렸습니다. 진도배 오리며 찾으러 오시면 됩니다. 하게 300원 쇼핑 လိုက်ပါမယ်။ဘဲမိလာလို့ရှိရင်လာယူလို့ရပါပြီ။ဒါဆိုကာဖေးဆိုင်မှာဘယ်လိုမျိုးပြန်လဲပြောကြမလဲဆိုတာလေးကိုရော်ရုံးတို့သိသွားပြီလို့ထင်ပါတယ်။တည်တည်ချာချာလေးလေ့လာပြီးပါနော်။နောက်ရက်ဒီမှာဘယ်လိုနေရာမျိုးမှာဘယ်လိုမျိုးတွေထပ်ပြီးတော့ပြောကြမလဲဆိုတာကိုထပ်မှတ်ပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။စောင့်ကြည့်ကြည့်ပြီးတော့ကြာမှအားလုံးကျေးဇူးတင်ပါတယ်။여러분 안녕하세요. 감사합니다.